မနက်ခင်းစောဖျားလူမျိုးဆိုတော့မှစီစွာပန်းသွားခူတာအစကတော့နည်းနည်းလေးလူပဲတင်တာအပင်နဲ့ဝင်ပြီးတော့မှခူးကြည့်လိုက်မှလေလုံးဝအများကြီးပဲဒီလဲရောက်တော့မှဆိုလို့ပန်းဆိုလို့အိမ်မှာစီစွာပန်းတစ်မျိုးတည်းပဲရှိတော့ပါတယ်တချင်းတန်လေးကြားမှာတကြံတော်ရောက်ရှင်သွားပြီစတာနော်မနက်ခင်းမိုးလေးရင်ဘာလုပ်ရမလဲသိတယ်ဟုတ်ဒီရဲ့မင်းကုတီမြင်းနဲ့တစ်လေးနဲ့မျက်နှာတစ်ပါဘာလို့လဲဆိုလို့ရှိရင်ရှင်တို့ရဲ့မျက်နှာအသားကြီးလေးကိုဖြူစေခြင်းနဲ့ပြီးတော့ဝက်ရှန်လေးကြီးပျောက်စေခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့မင်းကုတီမြင်းနဲ့တစ်လေးကိုတုံးကြည့်ကြည့်ပါဒီရဲ့ review လေးကိုဖတ်ကြည့်အောင်တော့ Facebook page မှာကိုလာပြီးတော့မှပေးသွားတာအဆက်ပြကတကယ်ကောင်းတယ်လေမျက်နှာကအဖူတွေယူပြစ်တယ်လို့ပဲပျောက်ကုန်တာအမှကြည့်နော်တုံးမှုတဲ့သူတိုင်းကတော့ review တွေလာပြီးတော့မှပေးကုန်ပြီအဲ့တော့ကိုကတုံးကြည့်ခြင်းနဲ့ဆိုလို့ရှိရင်အခုပဲဝယ်ပြီးတော့မှတုံးလိုက်တော့မင်းကုတီအခုနဲ့ထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့မမတို့ရဲ့မျက်နှာအသားအရည်အတွက်လုံးဝကောင်းပါတယ်အဲ့တော့တကယ်ဟိုမှာ16500ပါမှယူခြင်းနဲ့ဆိုလို့ရှိရင် TikTok CB ဆက်သွယ်ပြီးမနက်ခင်းစောဖျားလူမျိုးဆိုတော့မှစီစွာပန်းသွားခူတာအစကတော့နည်းနည်းလေးလူပဲတင်တာအပင်နဲ့ဝင်ပြီးတော့မှခူးကြည့်လိုက်မှလေလုံးဝအများကြီးပဲဒီလဲရောက်တော့မှဆိုလို့ပန်းဆိုလို့အိမ်မှာစီစွာပန်းတစ်မျိုးတည်းပဲရှိတော့ပါတယ်တချင်းတန်လေးကြားမှာတကြံတော်ရောက်ရှင်သွားပြီစတာနော်မနက်ခင်းမိုးလေးရင်ဘာလုပ်ရမလဲသိတယ်ဟုတ်ဒီရဲ့မင်းကုတီမြင်းနဲ့တစ်လေးနဲ့မျက်နှာတစ်ပါဘာလို့လဲဆိုလို့ရှိရင်ရှင်တို့ရဲ့မျက်နှာအသားကြီးလေးကိုဖြူစေခြင်းနဲ့ပြီးတော့ဝက်ရှန်လေးကြီးပျောက်စေခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့မင်းကုတီမြင်းနဲ့တစ်လေးကိုတုံးကြည့်ကြည့်ပါဒီရဲ့ review လေးကိုဖတ်ကြည့်အောင်တော့ Facebook page မှာကိုလာပြီးတော့မှပေးသွားတာအဆက်ပြကတကယ်ကောင်းတယ်လေမျက်နှာကအဖူတွေယူပြစ်တယ်လို့ပဲပျောက်ကုန်တာအမှကြည့်နော်တုံးမှုတဲ့သူတိုင်းကတော့ review တွေလာပြီးတော့မှပေးကုန်ပြီအဲ့တော့ကိုကတုံးကြည့်ခြင်းနဲ့ဆိုလို့ရှိရင်အခုပဲဝယ်ပြီးတော့မှတုံးလိုက်တော့မင်းကုတီအခုနဲ့ထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့မမတို့ရဲ့မျက်နှာအသားအရည်အတွက်လုံးဝကောင်းပါတယ်အဲ့တော့တကယ်ဟိုမှာ16500ပါမှယူခြင်းနဲ့ဆိုလို့ရှိရင် TikTok CB ဆက်သွယ်ပြီး